မင်္ဂလာပါဒီနေ့တော့ဆရာတော်ဦးစောတိကမဟာမြိုင်တော်ရရဲ့နေတတ်အောင်နေပါဆိုတဲ့စာလေးဖတ်ပြချင်ပါတယ်လူဘဝရတာချင်းတူရင်တော့နေတတ်တဲ့သူကစိတ်ချမ်းသာတယ်တဲ့တရက်မှ24နာရီအချိန်ရတာချင်းတူရင်တော့အသုံးချတတ်တဲ့သူကပို့ပြီးတော့အကျိုးရှိတယ်တဲ့ဘဝမှာစိတ်ထားတတ်တဲ့သူကအဆင်မပြေရင်လည်းဘယ်နေရာမှာဆိုစိတ်ချမ်းသာအောင်နေတတ်တယ်တဲ့တကယ်တော့လူတိုင်းမှာအတွေးကိုစီအပူကိုစီနေပါနော်ဒါပေမဲ့တွေးတွေကိုထိန်းနိုင်တဲ့သူနဲ့အပူတွေကိုအေးအောင်ငြိမ်းနိုင်တဲ့သူကအေးချမ်းမှုပူရသွားတာပေါ့တဲ့ဘာမဟုတ်တဲ့လူတွေအတွက်နဲ့စိတ်ညစ်မခံပါနဲ့ဘာမဟုတ်တဲ့ကိစ္စအသေးမွှားလေးတွေအတွက်နဲ့ခေါင်းနဲ့ထင်ထားပါနဲ့အခုမဟုတ်ရင်တော့အချိန်တိုင်းတာတစ်ခုမှပြောင်းနေစဉ်ပြောင်းလဲသွားမှာပါတဲ့ပြီးခဲ့တဲ့ညတွေကိုဒီနေ့မှခြံထားခဲ့လိုက်ပါမနေ့ဖြန်အထိတည်သွားပါနဲ့သူကြောင့်ငါကြောင့်မတွေးပဲနဲ့ဖြစ်ပျက်သမျှတွေအပေါ်မှာစိတ်ထားပုံစိတ်ထားနှီးကွာသွားရင်ပဲခွင့်လွှတ်ပေးနိုင်တဲ့သူမေတ္တာထားနိုင်တဲ့သူကအေးချမ်းသာပါပဲတဲ့